အားလုံးပဲမင်္ဂလာပါရှင်အခုဝင်မြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ USD များတာအနေရှိပါသလားဆိုတဲ့အကြောင်းအရာကိုဝင်မြပေးခြင်းတာပဲဖြစ်ပါရဲ့ရှင်လူများစုဟာ ASO နဲ့လိပတ်နိုင်ယောဂကိုသာတတိထဆွေးရင်ကြပါရဲ့ရှင်ဒါပေမဲ့တခြားလူကိုအနေရှိစေတဲ့ဓာတ်မျိုးဖြစ်တဲ့ USD ကိုတော့တတိမပြုကြပါဘူးရှင်USD ဘာကြောင့်များလဲဆိုတာအဓိကတော့အစားတောက်မစင်ကျင်လို့ပါရှင် USD သွေးထဲမှာများလာရင်အဆစ်ရောင်ခေါင်းယောဂဖြစ်လာနိုင်ပါရဲ့ရှင်ခေါင်းယောဂဆိုတာအဆစ်တွေနာကျင်ရောင်ရမ်းပြီးနာတာရှည်ဖြစ်စေတဲ့ယောဂတစ်မျိုးဖြစ်ပါရဲ့ရှင်ဒါအပြင် USD များရင်နှလုံးသွေးကြောယောဂတွေဖြစ်နိုင်ခြေကိုလည်းပိုများစေပါရဲ့ရှင်ဒါကြောင့်သွေးထဲမှာ USD များနေရင် USD ပမာဏကျစေမဲ့ဆေးတွေကိုတောက်ဖို့လိုအပ်ပါရဲ့ရှင်အစားရှောင်ဖို့လည်းလိုအပ်ပါရှင်လိုအပ်ရင် USD ပဲကျစေတဲ့ဆေးတွေကိုအမြဲလိုဆက်ထားဖို့လိုအပ်ပါရှင်ဒါမှသာကောက်ယောဂခဏမဖြစ်အောင်နဲ့နှလုံးသွေးကြောယောဂတွေကိုကာကွယ်နိုင်မှာဖြစ်ပါရှင်